ကိုမဖေဖေပြန်လာပြီဟုတ်ဒီနေ့အစောကြီးပြန်ရောက်လာပါလားဟုတ်တယ်ဒီနေ့မိုးရွာတော့ဘလို့စောစောတင်လိုက်တာလေအမီတေပြန်မလာရလေအမိဖေတွေရေးသွားယူလာပြီနော်ပြန်မလာပြီလားကိုဒီနေ့တိတ်မပြင်မှန်းပါဘူးမိုးရွာတော့ဘာမှအလုပ်လုပ်နိုင်ဘူးဒါနဲ့သမီးစားပြီးကြကုန်ပြီစားရသေးဘူးလေဟုတ်စောင့်နေတာပေါ့စားရင်စားလိုက်ပေါ့ဘာလို့ကိုယ်စောင့်နေတာမမကျေးဇူးပါဒါတို့စပုံနဲ့စားရတော့ပို့ပြီးတော့စားကောင်းတာပေါ့ဟုတ်ဘူးလားဟုတ်ပါတယ်ဒါနဲ့ဒီနေ့ဖေးမှာလက်ဆောင်ပါတယ်တန်တန်တန်ကအားလေးတော့ဂိမ်းကစားအောင်အိုင်ပတ်တိုက်လားဟုတ်ဝင်လာဟဲ့လေဘာမှလည်းပတ်စံသိမရှိတော့ဟာဒီခုပဲဝယ်လာဘာဖြစ်လို့လဲတဲ့သမီးလေးတွေ့ကြတော့ရောမဝင်လာပြီဘူးလားတဲ့သမီးလေးအတွက်နေဝယ်ပေးခြင်းလေဆိုရင်သူ့ဖေးစီမှာတောင်းပေါ့သူ့ဖေးစီမှာတောင်းပြီးဝယ်ပေးလိုက်ပေါ့ဘာလို့အခုလိုပြောနေရတာလဲတခုခုဖြစ်လာလဲလို့အရင်ပြောင်းလဲသွားရနော်ဘာမှမဖြစ်ဘူးတဲ့သမီးတဲ့ဘက်ဆိုသူ့ဖေးစီကတောင်းပြီးဝယ်ပေးသေးတာပေါ့သူ့ဖေးကိုလည်းဒီကလေးကိစ္စတောင်းဝင်ယူခိုင်းအောင်လေဟာဘာလို့အခုလိုပြောနေရလဲအရင်တော့ဆိုရင်သမီးလေးကိုကိုယ့်သမီးလေးအရင်တယောက်လို့ယူဆိုင်ပြီးတော့ခုကြမှာဘာလို့အခုလိုဖြစ်နေရလဲဟိုတဲ့တို့နှစ်ယောက်ကိုအရင်လိုမချစ်တော့ဘူးမလားအဲ့ဒါအရင်တုန်းကကိုကကုံစင်းနှုံးနေရလဲတက်သားဖို့တောက်ဖို့တော့မနေရုံးကဲ့နေရတယ်လက်ကိုချင်းစာအောင်လေဟာဒီသမီးလေးအတွက်ကိုသူ့ဖေစီကတစ်ခါတလေလေးတောင်းတာဘာဖြစ်မှမို့လို့လဲဟိုတဲ့တို့မလို့အပ်တော့ဘူးဆိုရင်လည်းဘယ်ပြောလို့ရရနော်ဘာမှမဖြစ်ဘူးနော်မိသမီးလေးမိကိုမိသမီးလေးကိုဝယ်ပေးမယ်နော်ဟာလေသမီးလေးကိုအဝယ်ပေးဖို့ပတ်စံပေးတာလေသမီးလေးဖုန်းတော့ဝယ်ပေးတာဒီမှာကိုသားလေးကိုဝယ်ပေးလာတာသားလေးကငယ်သေးတော့သူကဂိမ်းကစားလောက်ဆိုရပြီမနေ့ကတော့ကိုတော့ဝယ်တော့တခါတည်းနှစ်ယောက်လုံးတူတူဝယ်ပေးမလို့ပဲကိုဆိုင်ထဲရောက်တော့သမီးလေးကမိန်းကလေးဆိုတော့သူကြိုက်တဲ့အကြောင်းလေးရွေးပြီးယူပါစေဆိုပြီးတော့မဝယ်လာပေးတာဝါလောက်ပြီမဟုတ်ဘူးကိုကအားလုံးကိုတန်းတူညချစ်ပြီးတာဟုတ်ပြီလား